အားလုံးမင်္ဂလာပါဒါကတော့ကျွန်တော်တို့ဆရာကနေပြီးတော့ဆရာမကြီးပြင်ဆင်ယူခန်းနာပွဲမှာဒီသူဝါသနာပါတဲ့တချင်းစုဝါသနာပါတဲ့အတွက်ကြောင့်မို့သူကနေပြီးတော့ဆရာမကြီးတက်ပြီးတော့ဖြောပြပေးရဖြစ်ပါတယ်အားလုံးပဲကျွန်တော်ဆရာရဲ့ဘာညာဟောတချင်းလေးလည်းပြီးတော့နောက်ဆက်ပြကြပါဦး